အခုစောတင်တဲ့ဂိမ်းကိုပြပြပဲเนาะအဲ့တော့အခုဆိုလော်ရီမှာ 100% စောတင်တဲ့ဂိမ်းကတော့ဒီဝင်ကိုဂိမ်းပေါ့เนาะ။ဘာလို့လဲဆိုရင်သူကအသေးအကြီးစောရဖြစ်တဲ့အတွက်ကြောင့်စောရတာအရန်လို့ရှင်းတယ်ပေါ့เนาะ။ပြီးရင်သူကစာပါထိချုံးလို့မရဘူးပေါ့เนาะအဲ့ဒီဂိမ်းကအဲ့တော့နိုင်စင်ရှုံးတာကြီးက50အခိုက်တုံးပဲเนาะအဲ့တော့ကိုယ့်ရဲ့ဘက်ကို100% ပါချင်တယ်ဆိုရင်များလေးလာပါဘယ်လိုလေးလာမလဲဆိုရင်ဒီမှာရဲ့ direction တွေမှာရှင်းပြထားရပေါ့เนาะအမှားကိုကြိုက်တဲ့နီလန်းပေါ့เนาะနီလန်းတစ်မျိုးကိုကြွရကြွဒိုင်နာအောင်များလေးချင်းပါပြီးရင်လောင်ကစားကိုသဘောမထားပဲနဲ့ကိုပါစီဝါးတစ်ခုသဘောထားပါเนาะပြီးတော့စလောဘာနာပါလို့တော့ပေါ့เนาะအခုကမစောတဲ့ခင်ကတော့ဒီအပေါ်ဆုံးကတတောင်နှစ်ခင်ပေါ့เนาะအဖိုးကြီးနဲ့အဖိုးကြီးသမီးတော်ခင်လုံးဝမစောတဲ့တော့ပါဘူးเนาะဘာလို့လဲဆိုရင်အဆောင်တော့ပြီးခဲ့ပေါ့เนาะဒါပေမဲ့ခုနောက်ပိုင်းကျတော့1000ထည့်ရင်1000ကုန်တယ်2000ထည့်2000ကုန်တယ်ပေါ့เนาะအကြောင်းမလို့အိုက်ခဲကတော့မစောတဲ့ခိန်ပေါ့เนาะပြီးတော့ဒီအောက်ကခိန်တွေကတော့စောကြပေါ့เนาะဒါပေမဲ့တိတ်မကြိုက်ဘူးအဲ့တော့အခုဒီစောတဲ့ခိန်ပေါ့เนาะစောတဲ့ခိန်ကတော့ဒီခိန်ပါเนาะခိန်နဲ့ရောက်သွားလို့ရှင်သူကတစ်ချက်ချီးတီလှည့်ပြီးမစောပါနဲ့เนาะဒီခိန်ကို free ဆင်ဝယ်ပါเนาะfree ဆင်မှာဆိုရင်အပေါ်က2000ပေါ့เนาะ2000တန်းမှာမစောပါနဲ့4000နဲ့တော့မဟုတ်6000တန်းမှာစောပါเนาะစာများရပေါ့เนาะအလားပို့ပြီးတော့ပြီး1000တန်းမှာတော့တစ်ခါမှာစောပေါ့เนาะပြီးရင်ထူးခြားချက်အနေနဲ့သူကတာဆန်ဒီခေါင်း6កောင်ပေါ့เนาะတာဆန်6កောင်ရလို့ရှိရင်2000 free ဘောနဲ့ပြန်ရသလို2000ပြန်ရပေါ့เนาะပြီးလို့ရှိရင် free ဆင်ရတော့20ပေါ့เนาะ20ရပါတယ်เนาะပြီးလို့ရှိရင်အခြားအနေနဲ့ဒီ GD တွေကပေါ့နော်3 coin ပေါ့နော်3 coin treasure 2ဆိုတဲ့ခေတ်လေးဆောလို့ကောင်းတယ်ပေါ့နော်အဲ့ဒါတော့ကိုယ်တိုင်စောကြည့်ပါပြီးလို့ရှိရင်ကိုကဆောလို့ရှိရင်သိထားမဲ့အချက်တွေကကိုကအဲ့ဒီဝင်မှာပေါ့နော်1000နဲ့ဆောပြီးတော့ကိုကမြဲလို့ရှိရင်ဆက်ပြီးတော့မစောပါနဲ့တော့ဆက်စောရင်တော့ပါသွားမယ်ပေါ့နော်အခန်းပြောင်းပြီးတော့စောပါအဲ့ဒီအခန်းမှာမစောပါနဲ့တော့ပြီးရင်လောဘကြီးလို့မရပါဘူးနော်အဲ့ဒီဆလော်ခိန်လေးဆိုအဲ့ဒါဝင်ကိုပို့ပြီးတော့ထွန်းကြည့်ဖို့အကြံပေးခြင်းတယ်ပေါ့နော်